ရမယ်နော်မမေဟောအေးသမီးခဏဟုတ်ကဲ့မမေသမီးကိုမမေရွှေဆိုင်ဖွင့်ပေးထားတာရွှေရောင်းမှုနော်လူရောင်းမှုမဟုတ်မမေစကားကြီးอ่ะဘလို့ကြီးလဲသမီးဆိုင်ကိုမောင်ထူးမြက်ဆိုတဲ့လူငယ်တယောက်ချောင်းပုတ်မတက်လာနေရဆိုဟုတ်အဲ့ဒါကိုမမေသိတယ်ဆိုင်မှာရှိတဲ့လူသမားတွေကသမီးထက်မမေကိုပိုကြောက်တယ်ဆိုတာသမီးမမေ့နဲ့သူတို့ကပြောပြတယ်ပေါ့ဟုတ်တယ်လေဒါဆိုရင်လည်းပိုကောင်းတော့ပါမမေရဲ့သမီးကလည်းမမေကိုထုမြက်ရဲ့အကြောင်းကိုပြောပြဖို့ဆုံးဖြတ်ထားပြီးသားပါမမေဟုတ်ဒါဖြင့်ပြောစမ်းပါကိုထုမြက်ကဟိုလေမမေသမီးရဲ့ချစ်သူပါမမေဘာမမေဘယ်လိုပြောလိုက်လဲဒုက္ခပါပဲထင်တော့ထင်သားပဲပြောတယ်အဲ့ဒီကောင်ကဘယ်ကကလေးကချိတ်ကောင်လဲပြောတယ်ဘယ်ကကလေးချိတ်ကောင်လဲမဟုတ်ပါဘူးမမေရဲ့ကိုထုမြက်ကဂလိကချင်မဟုတ်ပါဘူးမမေရဲ့ဟိုလေစေးချောင်းသားနောက်ဆုံးနှစ်ပါမမေရဲ့အော်ဆရာဝန်လောင်းပေါ့ဒါဆိုရင်တော့မစိုးပါဘူးမမေရဲ့မမေတဘောကိုသမီးကတည်ပြီးသားပါမမေရဲ့သမီးကလေအဆင့်တန်းမရှိတဲ့သူရွေးပါမလားမမေရဲ့ငါသမီးရဲ့မမေအကြောင်းသိပြီးသားပဲဒီမှာသမီးမမေတော့ငွေရှိတဲ့သူတွေဒီတော့ဘာမှမရှိတဲ့သူတော့မမေတမတ်မတော်နိုင်ဘူးနော်သမီးလောကမှာငွေရှိရင်ရှိငွေမရှိရင်ဂုဏ်တော့ရှိရမယ်သမီးရဲ့စိတ်ချပါမမေရဲ့သမီးတို့ကလည်းအခုလက်ထပ်မှာမဟုတ်တာမမေရဲ့ဟိုသူဆရာဝန်ဘွဲရမှလက်ထပ်မှာပါမမေရဲ့အော်ဒါနဲ့သမီးရှင်အဲ့ဒီမောင်ထူးမြက်ကရောဂုံတီးရှိအတိုင်းဝင်းကဟုတ်ရဲ့လားတိတိကျကျစုံစမ်းကြည့်အောင်နော်သမီးဟုတ်ကဲ့မမေမ
မောင် ဗျာ မောင်ဝတီပြောစရာရှိရဲ့သိလားမောင် ဝရီပြောလေဝရီ ဟိုထူထူတော့မဟုတ်ပါဘူးမောင်ရဲ့ ဟမ် မောင်ပြောစရာရှိရဲ့ဆိုတာကလေ ဘာကိစ္စလဲဝရီ ဝတီနဲ့မောင်နဲ့ဖြစ်တဲ့ကိစ္စကိုလေအဲ့ဒါမမေသိသွားပြီမောင် ဟာဒါဆိုရင်အကြည့်ကျတော့တော့ထားပါပြီဗော အဲ့လောက်ကြီးတော့မဟုတ်ပါဘူးမောင်ရဲ့ဒါပေမဲ့သူသမီးကိုတော့စိုးရိမ်စိတ်တော့ရှိတာဗောမောင်ရဲ့ ဘာလို့ဆုံးနေလဲဝရီရေ ဝတီကိုကလေးကချေလူမျိုးနဲ့ဖြစ်သွားမှစိုးလို့တဲ့ ဝရီမောင်ကလေးကချေမမို့တာဝရီရေ ပြောပြလိုက်ပါတယ်မောင်ရဲ့မောင်ကကလေးကချေမဟုတ်ပါဘူးလို့ အဲ့တော့ ပြီးတော့စေးချောင်းသားနောက်ဆုံးနှစ်ပါလို့ပေါ့ အဲ့တော့ဝရီမေမေကဘာပဲပြောလဲ မမေကဘာပြောလဲသိလား ပြောပါဦးဗျာ မောင်နဲ့ဝတီနဲ့လက်ထပ်ပြီးလို့ရှိရင်မောင်ကိုနေရာကောင်းကောင်းတစ်ခုမှာမမေကစေးကန်းအောင်ဖွင့်ပေးအောင်ပါတဲ့မောင်ရဲ့ ဟာလိမ်မာလိုက်တဲ့ရောက်ကလောင်းကြီးကွာတိတ်လိမ်မာပဲ တမက်လောင်းကလည်းလိန်မာဖို့လိုတယ်နော် မမောင်ကလိမ်မာပြီးသားပါဗျာလိမ်မာပြီးသားပါ အပြောမကြည့်နိုင်ဘူးမောင် ဟမ် လမ်းမောင်ရှောက်မိရောက်ထိုက်ကြတတ်တယ် ကောင်းပါပြီဗျာတမ်းမယ် မမနု အော်ဖုံမောင် လာပါရှင့် အဲ့ဒါလည်းပါလာလား မမနုနဲ့မိတ်ဆက်ပေးခြင်းလို့ဖုန်းကောင်ခေါ်လာလားသူ့နာမည်ကကိုဖုံးကျော်သူတဲ့ဖုန်းကောင်စီးရီးထုတ်ပြီးမဲ့ producer ပေါ့ဒါကတော့မမနုတဲ့ဖုန်းကောင်တို့နဲ့အိမ်နီးနားချင်းဆိုပေမဲ့အမအရင်ဒေါ်ရင်တယောက်လို့ပြုစုစောင့်ရှောက်ပေးနေတဲ့သူပေါ့ ဟုတ်ကဲ့တွေ့ရမှန်းသာပါဗျာ ကိုဖုံးကျော်သူကဖုံးကိုစီးရီးထုတ်ပေးမယ်ဆိုတော့ဘယ်ထုတ်လို့ရလဲယင် ဘယ်ထုတ်လို့ရမှာမဟုတ်ပါဘူးဗျာဟိုဘယ်စီးရီးမှလည်းကျွန်တော်စီးပွားဖြစ်မထုတ်လို့ပါဘူးဒါပေမဲ့ဒီကဖုန်းဖုန်းလေးရဲ့နုပညာကိုသဘောကျလို့ဟိုရိုးတဲ့နဲ့ကျွန်တော်မြေတော်မြောက်ပေးနေတာတဘောပါ အဲ့ဒီလိုဖြစ်ပါစေလို့ပဲဆုတောင်းပါတယ်လေ မမနုစကားကြီးရတယ် ဟိုစကားပြောလို့ကောင်းပါလေဗျာဟိုကျွန်တော်မှလုပ်ကိစ္စလေးရှိလို့ကျွန်တော်ပြောင်းမဖြစ်ပါဘူးဖုန်းကိုဟိုနောက်မှဖုန်းကိုလေးစီးပြမယ်နော် ဟုတ် ဟိုတော့ဆိုတော့ဟိုလုပ်ကိစ္စလေးရှိတယ်ပြန်လဲဦး ဟုတ်မမနု ဟင် ကိုဖုန်းကျော်သူကလေဖုန်းကောင်စီးတစ်ခွေပြီးတစ်ခွေထုတ်ပြီးတော့မအောင်မြင်မချင်းမြေတောင်မြှောက်ပေးမှာတဲ့ဖုန်းကောင်သူနဲ့တည့်ရတာကန်ကောင်းလိုက်တာနော် ကန်ဆိုးတာလဲဖြစ်နိုင်တာပဲ ဘာဖြစ်လို့လဲမမရဲ့ ငါသူ့ကိုလုံးဝသဘောမကျဘူး ဟုတ် तू ကဖုန်းကောင်ရဲ့အမှုပညာကိုသဘောကျလို့ရိုးရိုးသားသားပါမမရဲ့ ညီရမလဲမဝဲလေးပါလမ်းပေါက်ရှောက်မိမှာငါစိုးရိမ်တယ်အေးစိုးရိမ်တယ်ရေးတာတစ်ခုခုဖြစ်လို့ကတော့ညီအကူဖိုးချိုရေကျိုးမှာဒုက္ခများညီတို့မောင်နှမနှစ်ယောက်ကိုဘလောက်တောင်မှချစ်လိုက်တယ်